ဒီเจ้าဝင်ခွင့်အတွက်ကို interview ဖြည့်ခဲ့ရစပြီးစိတ်လှုပ်ရှားခဲ့ရတာပေါ့ပြီးတော့ဒီ interview result ကိုလည်းအများကြီးစောက်ပြီးတော့စောက်ဆိုင်ခဲ့ရစူတောင်းပြီးတော့စောက်ခဲ့ရပြီးတော့ interview အောင်သွားရဲဆိုတော့အရင်လည်းပြောရဲပေါ့ကိုအိမ်မက်တည်းတစ်စိတ်တစ်ပိုင်းကိုလည်းအကောင့်ထဲပေါ်ခွင့်ရပြီပေါ့ဟုတ် မင်္ဂလာပါရှင်ဒီနေ့မှာတော့ Seoul Theological University မှာ visa online ဖြစ်တဲ့ညီမလေးအိဒရီဦးနဲ့မိတ်ဆက်ပေးကြပါရှင်အဲတော့ညီမလေးကိုဖိတ်ခေါ်လိုက်ရအောင်မင်္ဂလာပါညီမလေး မင်္ဂလာပါ ဟုတ်ဒီပေါ့နော် Seoul Theological University မှာဝင်ခွင့်အောင်တိုင်းလို့ကြားသိရပါရှင်အဲ့တော့လည်း congratulation ပါနော်ဘယ်ရာတွေကညီမလေးကိုရီးယားသွားဖို့တိုက်တွန်းခဲ့ရလဲရှင်K-pop idol တွေကိုပို့ပြီးတော့သိချင်တာရပြီးတော့အင်ကလည်းတိုက်တွန်းနေတဲ့အတွက်ကြောင့်မို့လို့ကိုရီးယားသွားဖို့ပို့ပြီးတော့ဖြစ်သိကြသွားတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကိုရီးယားစာသင်နေရ level ဘယ်လောက်ရောက်သွားပြီလဲရှင် level 3ရောက်သွားပါပြီ။ဘာကြောင့်မို့နော်ဒီ Seoul Theological University ရွေးချယ်ဖြစ်တာလဲရှင်ECU ကျောင်းလည်းဖြစ်တယ် VCR လည်းချပေးရပြီးတော့ညီမကြိုက်တဲ့ major လည်းအကြောင်းမှရှိရဲ့အတွက်ကြောင့်မို့အဆင်ပြေရဲ့အတွက်ကြောင့်ညီမရေးထည့်လိုက်တာပါ AGC အများကြီးထဲမှာပေါ့နော်။ဘာကြောင့်အမတို့ IDO EDU ကိုရွေးချယ်ဖြစ်တာလဲရှင်အစဦးလေးကညွှန်းလို့ဒီ AGC ကိုရောက်လာခဲ့ပြီမဲ့ AGC အရှိမှလည်းအများကြီးစုံစမ်းပြီးတော့မှဒီ AGC ကညီမတို့အဆင်ပြေလို့ပေါ့နော်အားလည်းဒီ ECU ကိုရွေးချယ်ဖြစ်ခဲ့တာပါရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့။ကျောင်းဝင်ရင်ရောက်တော့ဘယ်လိုခံစားရလဲရှင်ဒီเจ้าဝင်ခွင့်အတွက်ကို interview ဖြည့်ခဲ့ရစပြီးစိတ်လှုပ်ရှားခဲ့ရတာပေါ့ပြီးတော့ဒီ interview result ကိုလည်းအများကြီးစောက်ပြီးတော့စောက်ဆိုင်ခဲ့ရစူတောင်းပြီးတော့စောက်ခဲ့ရပြီးတော့ interview အောင်သွားရဲဆိုတော့အရင်လည်းပြောရဲပေါ့ကိုအိမ်မက်တည်းတစ်စိတ်တစ်ပိုင်းကိုလည်းအကောင့်ထဲပေါ်ခွင့်ရပြီပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ကိုရီးယားရောက်ပြီးနောက် future plan လေးရောဘယ်လိုမျိုးလေးရှိလဲရှင်ဟိုပဲကိုရီးယား major နဲ့အကြောင်းပြီးသွားလို့ရှိရင်ညီမရီမန်ထားတဲ့ hotel and tourism management major ကိုယူပြီးတော့ master တက်ပြီးတော့အမှဆက်နေသွားဖို့တော့စီစဉ်ရှိပါရဲ့ရှင်ဟုတ်ကဲ့ပါဟုတ်အဲ့အချိန်ညနေကောင်းတယ်နော်ကိုရီးယားသွားတော့မှဆိုတော့လေညီမပြည်မှာပဲရိုင်းနောက်ဆုံးလုပ်ခဲ့ခြင်းတလဲပေါ့နော်မိသားစုနဲ့တူတူဖျားသွားတာဖြစ်ဖြစ်ပြီးတော့တငယ်ခွဲရတော့မဲ့တငယ်ချင်းတွေနဲ့တူတူတညလောက် staycation နေနေတာလုပ်ချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်အေးလိုင်းတဲ့ခါမှာပေါ့နော်ဘယ်ရာလေးလုပ်ဖြစ်မလဲရှင့်များတော့ပြီးတော့ညီမအင်ကိုဗီဒီယိုကောပြောပြမယ်ပေါ့ပြီးတော့ညီမစောက်တွေဖတ်ရတာသဘောကျတဲ့အတွက်ကြောင့်မို့လို့ဟိုမှာလွမ်းတဲ့ခါကျရင်မြန်မာအငွေသက်တွေပါတဲ့စာအုပ်တွေအများကြီးပို့ဖတ်ဖြစ်မယ်ထင်တယ်ရှင်ကဲပါကောင်းနေနော်အစာအုပ်လေးဖတ်လာကြတော့လေကိုရီးယားရောက်ရင်အရင်ဆုံးလုပ်ဖြစ်မယ့်အရာကရောဘာလေးများဖြစ်မလဲရှင့်ကိုရီးယားရောက်တဲ့ညီမဘူဆန်ကိုအရင်သွားကျင်တယ်ပေါ့နော်ပြီးတော့အေးမှာရှိရဲ့သူတို့နာမည်ကြီးရဲ့ street food တွေကိုအရင် try ကြည့်ကျင်လို့အေးရောက်တဲ့ပထမဆုံးလုပ်ဖြစ်မယ် try ကြည့်မယ်ထင်တယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့တက်ခုတို့အကြောင်းသားပေါ့ပေါ့နော်အကောင်းဆုံးကိုစားပြုနိုင်မယ့်အစားအစာတွေရောဘာလေးများဖြစ်မလဲရှင်ခောက်ဆွဲပြုတ်တို့ပြီးတော့သူတို့စမရန်နာမည်ကြီးရဲ့ top cookie ကိုအဲ့ရကိုစားပြုမယ်လို့ထင်နေရှင်ကဲပါဟုတ်ကဲ့ဟောအဲ့ဒါလည်းတကယ်မြန်ဆန်စားတော့ရနိုင်မယ့်အစားအစာတွေပဲပေါ့နော်ဟုတ်ငါလည်းဟင်းမချက်တော့အဲ့ဒါကြီးပဲစားကြည့်မယ်ဟုတ်ကဲ့ပါဟုတ်ကဲ့အခုတလောညီမလေးကြိုက်နေတဲ့ keyboard တစ်ချိန်လေးရောတချင်းနေရတော်တော်များများနားထောင်ပြလို့ကြိုက်တဲ့တချင်းနေရများပါတော့ဒါပေမဲ့အခုတလောကြိုက်နေတဲ့တချင်းကျတော့17ရဲ့ 7pm တချင်းတော့တော်တော်လေးနားထောင်ပြပြီးကြိုက်နေပါတယ်ကဲပါကြိုက်ဆုံး K drama ကအကြိုက်ဆုံး K drama Twinkling Watermelon ကတော့တော်တော်လေး comfort ဖြစ်တယ်ပေါ့ဟုတ်ကဲပါအကြိုက်ဆုံးအစားအစာကကြိုက်ဆုံးစားစားကရန်ကုန်မှာရှိတော့ဒီမှာအများကြီးစားဖြစ်ခဲ့ရတော့ဘီဘင်ဘက်ပေါ့နော်အားကြောင့်ကြိုက်ဆုံးစားစားဘီဘင်ဘက်လို့ကဲခွင့်ရမယ်ဆိုရင်ဘယ်မင်းသားဒါမှမဟုတ်ပဲ K-pop idol နဲ့တက်ခွင့်ရခြင်းလဲရှင့်ညီမစိတ်တာတော့အများကြီးပဲဆိုတော့လေတကယ်လို့တက်ခွင့်ရမယ်ဆိုရင် Stray Kids ဖွဲ့တဲ့ကညီမ Phyllis နဲ့ date ချင်ဟုတ်ကဲ့ပါဟုတ်ဆိုအမ quick question လေးမေးမယ်နော်ဟုတ်金基黑 or မဟင်က金基黑 steady group or solo steady extrovert or introvert K music or K drama K music အလေးလိုပဲကိုရီးယားကိုကျောင်းသားတက်ဖို့ try နေတဲ့တငယ်ချင်းတွေအတွက်စကားလက်ဆောင်လေးပြောပြပါအောင်ရှင့်ညီမလိုပဲကိုရီးယားကျောင်းသားတက်ဖို့ try နေတဲ့သူတွေအတွက်ကိုဒီချာလေးစူးစမ်းပါလို့ပြီးတော့ agency ကိုလည်းဒီချာလေးကိုနဲ့ဆင်ပြေမဲ့ agency ကိုပေါ့နော်ဒီချာလေးစုံစမ်းပြီးတော့ရွေးချယ်ပါလို့ပြောချင်ပါတယ်ရှင်ကဲပါအခုလိုဖြေချပေးရတဲ့အတွက်ညီမလေး interview လည်းကျေးဇူးတင်ပါတယ်နော်ကျေးဇူးပါကဲပါ